ကဲခုကျွန်တော်တလာထဲမှာသွားတယ်ဗောနော်ညာနေချက်ဖို့ဘာမှမရှိဘူးဒါကြောင့်မို့တစီထဲမှာသွားနေတယ်ဘာတွေတွေ့မလဲလိုက်ကြည့်ရအောင်နော်ဒါကစုပုံရွက်တွေနာပင်တွေနော်ငါချောက်တွေပြီးတော့ပမှုနော်မြန်မာလိုခေါ်တယ်ကျက်သားတွေနော်ကျက်သားကတော့စားလို့မကောင်းကျွန်တော်ကကြိုက်တာကျက်သားမကြိုက်ဘူးအဲ့ဒါဒါမြင့်ချင်းတွေသူရင်တီးတွေနော်အမေကိုတီးတွေကျက်မောက်တီးတွေအများကြီးပဲနော်လက်ပတ်နေတယ်ကြိုက်တဲ့ဟာဒါတော့ကျွန်တော်ပြန်လာပြီပေါ့နော်မြန်မာဆိုင်ရောက်နေပြီပြန်တော့မယ်နော်ကျေးဇူးပါ